အားလုံးပဲယေရှုခရစ်တော်ဖခင်ရဲ့နာမနဲ့မင်္ဂလာပါဖခင်သခင်ရဲ့ပို့ဆောင်ပေးခြင်းလက်တော်တဲ့အထူးချီးမွမ်းပါတယ်တာယာတဲ့နနက်ခင်းမှာအတူတူကနိုးထပြီးတော့နှုတ်ကပတ်တော်နဲ့အစပြုရတော့အခွင့်ကိုတော်ပေးလို့ယေရှုတင်တယ်နှုတ်ကပတ်တော်အဖြစ်နှလုံးသားတွေကိုပြင်ဆင်ဖို့ရန်ဒီနေ့တူတူကခံယူဖို့ရန်အတွက်ကျွန်တော်ရဲ့အသက်တာပြင်ဆင်ကြပါစို့နှုတ်ကပတ်တော်တဲ့ခဏလောက်ဆုတောင်းချင်ပါတယ်အသက်ရှင်ကောင်းမြတ်တော်ဖခင်ကိုရောယေရှုတင်တယ်ကိုရောဘယင်တကာတို့ဘယင်ဖြစ်တယ်တခင်တကာတို့တခင်ဖြစ်တယ်ဖခင်တကာတို့ဖခင်ဖြစ်ပါတယ်ကောင်းခြင်းမင်္ဂလာအလုံးစုံကိုပေးသနာတော်မူတော်ဖခင်ဒီနေ့နှုတ်ကပတ်တော်တော်ယေရှုတင်တယ်ဝိညာဉ်တော်ဖခင်လွတ်လပ်စွာလှူရှားပါခြားနာသူများတိဆောက်စွာဖြစ်စေပါနှုတ်ရှာပါဇက်ကိုကိုရောအသုံးပြုပါယေရှုတော်ချီးမွမ်းလက်ယေရှုခရစ်တော်ဖခင်နာမနဲ့ဆုတောင်းဆက်ကပ်အစပြုကြပါ၏အာမင်ဒီနေ့ကတော့နှုတ်ကပတ်တော်ပြင်ဆင်ထားတဲ့အရာကတော့မျိုးဆက်ကောင်းကြီးမင်္ဂလာလို့ဒီနေ့နှုတ်ကပတ်တော်ခေါင်းစဉ်ပေးထားပါတယ်ဒီနေ့မျိုးဆက်ကောင်းကြီးမင်္ဂလာကအလွန်ပင်အရေးကြီးပါတယ်ကျွန်တော်ဒီနေ့ဖခင်သခင်ကထာဝရပဋိညာဉ်ကိုရှင်မင်းကြီးဒါဝိဒ်နဲ့ပြုခဲ့ပါတယ် BC 930နောက်ပိုင်းမှာဒီနေ့ဣသရေလတိုင်းနိုင်ငံတောင်နဲ့မြောက်ကွဲခဲ့ပါတယ်တစ်ဖက်မှာကတော့ဒီနေ့လေဝိလူမျိုးနဲ့ဗင်ယာမိန်လူမျိုးယူဒနိုင်ငံဖြစ်ပြီးတော့မှဒီနေ့ဣသရေလနိုင်ငံမှာတော့ဒီနေ့10မျိုးအမျိုးနွယ်10မျိုးနဲ့တည်ဆောက်ခဲ့ပါတယ်နိုင်ငံကွဲပါဒါပေမဲ့လည်းဖခင်သခင်ရဲ့ဗြိဉ္ဉ်ဖခင်သခင်ရဲ့ကောင်းကြီးမင်္ဂလာကဒီနေ့ယူဒလူမျိုးဘက်မှာထာဝရပဋိညာဉ်တည်တယ်ဒါဝိဒ်အားဖြင့်ဒီနေ့တရုတ်တားစင်မြေးဆက်ကောင်းကြီးမင်္ဂလာခံစားရတယ်ဆိုတော့ကိုမင်းတွေ့ရပါတယ်ဒီနေ့မျိုးဆက်ကောင်းကြီးမင်္ဂလာဆိုတာယုံကြည်သူမိသားစုအိမ်ထောင်မိသားစုမှာအရန်အရေးကြီးတဲ့အရာဖြစ်တယ်မျိုးဆက်ကောင်းကြီးမင်္ဂလာနှုတ်ကပတ်တော်ထဲမှာဒီလိုရေးထားပါတယ်ကျွန်တော်တို့ထွမြောက်ရာကျမ်းခန်းကြီး20အငယ်9နဲ့6မှာပါတဲ့အကြောင်းအရာလေးကိုဒီနေ့ဆင်ခြင်ခြင်းပါတယ်ဥမချဝုံပြုနေအကြောင်းမူကားသင်၏ဖျားသခင်ငါထာဝရဖျားသည်တင်တဲ့အဖြစ်ရှိသည်ဟုယုံလေတော့ဖျားငါကိုမုံတော်သူတို့၏အမျိုးအနွယ်အစဉ်အဆက်တတရအဆက်စတုထအဆက်တိုင်အောင်အဘတို့၏အပြစ်ကိုတားတို့နဲ့ဆက်ပေးစီရင်တော်ဖျားငါကိုချီ၍ငါပညာတို့ကိုကျင့်တော်သူတို့၏အမျိုးအစဉ်အဆက်အထောင်အတောင်းတိုင်အောင်ဂယုဏကိုပြတော်ဖျားဖြစ်၏အာမင်ဒီထဲမှာနှမျိုးတွေ့ရပါတယ်ပထမတစ်မျိုးကဘာလဲဆိုတော့စတုထအဆက်တိအဘတို့ရဲ့အပြစ်ကိုတဲ့တားတို့နဲ့ဆက်ပေးတော့ဖျားတဲ့ဒါကကျိန်ချင်းနဲ့ဆိုင်တဲ့ဒီနေ့မျိုးဆက်မျိုးယူ၄ခုတိုင်တိုင်ပြောတာဖြစ်ပါတယ်ဒါကတော့ဒံပေးခြင်းထဲမှာ40တိရှိပေမဲ့လည်းအံ့ဩစရာကောင်းတာကငါကိုချစ်၍ငါပညာတို့ကိုကျင့်တော်သူတို့ရဲ့အမျိုးအစဉ်အဆက်အထောင်အတောင်းတိုင်အောင်ဂယုဏကိုပြတော်ဖျားဖြစ်၏အရန်အံ့ဩဖို့ကောင်းပါတယ်ဒီနေ့ကျွန်တော်ကိုးကွယ်နေတဲ့ဖျားသခင်ကအရန်ကြီးမြတ်ပါတယ်အရန်အံ့ဩဖို့ကောင်းတဲ့ဖျားဖြစ်ပါတယ်ဒီနေ့ဖျားရဲ့စကားကိုနားထောင်တော့အတ္တတာထဲမှာမျိုးဆက်ဆွေတားစဉ်မျိုးဆက်တားစဉ်မြေးဆက်ကောင်းခြင်းမင်္ဂလာအထောင်အတောင်းရှိတယ်ဆိုတော့ကိုမြင်တွေ့ရပါတယ်ဒီနေ့နှုတ်ကပတ်တော်တစ်ပိုက်ထဲမှာတရားဟောရာခန်းကြီး30မှာအငယ်14-15လောက်ကနေဖတ်ချင်ပါတယ်တင်းဒီအသက်ရှင်တိုးပွားမိအကြောင်းနဲ့တင်ဝန်စားလက်တန်တော်ပီ၌တင်းဤဖျားသခင်ထာဝရဖျားတဲ့တင့်ကိုကောင်းကြီးပေးတော်မူမိအကြောင်းတင်းဤဖျားသခင်ထာဝရဖျားကိုချစ်တဲ့ဖြစ်နောက်တော်တို့လိုက်၍စီရင်ထုံးပတ်တော်မူချက်ပညတ်တရားတော်ကိုစောင့်ရှောက်လို့ဟုငါမှာထားလေအံ့ဩဖို့ကောင်းပါတယ်ဒီနေ့အငယ်16လေးကိုလည်းဖတ်ချင်ပါတယ်အသက်ရှင်ခြင်းတည်ခြင်းကောင်းကြီးပေးခြင်းကျိန်ခြင်းတို့ကိုတင်းရှိ၌ငါထားသည်ဟုတင်းတစ်ဖက်၌ကောင်းကင်မြေကြီးကိုငါတိုင်တည်ဒီနေ့ဘုရားစကားနားမထောင်တဲ့အခါမှာဘုရားစကားအပေါ်မှာမရက်တည်ရဲ့အခါဂတိတော်မရှိရဲ့အခါမှာသူ့အတွက်တဲ့စတုထအဆက်တိကျိန်ခြင်းအမင်္ဂလာရှိတယ်လို့ပြောပါတယ်
ဒါမှတင်တဲ့ကျွန်ုပ်ကတော့ဂျေဇုတော်ယေရှုခရစ်တော်အားဖြင့်ထာဝရပဋိညာဉ်ပြုခဲ့တာဖြစ်ပါတယ်ထာဝရပဋိညာဉ်တင်းရဲ့ဘဝအတ္တထဲမှာထိုယေရှုခရစ်တော်ကိုမိမိရဲ့အရှင်သခင်နဲ့ကယ်တင်ရှင်အဖြစ်တင်းရဲ့ဘဝမှာအုပ်ဆိုးခွင့်ပေးလိုက်တဲ့နေ့ကနေစပြီးတင်းနဲ့ထာဝရပဋိညာဉ်ပြုထားခြင်းဖြစ်ပါတယ်တင်းရဲ့သားစဉ်မြေးဆက်နဲ့ဆိုင်တာဖြစ်ပါတယ်သားစဉ်မြေးဆက်ကောင်းခြင်းမင်္ဂလာဖြစ်တယ်ဒါကြောင့်မို့လို့ဒီနေ့အိမ်ထောင်မိသားစုရဲ့ဘဝအတ္တထဲမှာသားစဉ်မြေးဆက်မင်္ဂလာအရန်အရေးကြီးပါတယ်အရန်အရေးကြီးပါတယ်ဒီနေ့တင်းကိုသတင်းကောင်းအားပေးခြင်းနဲ့တင်းရဲ့ဘဝမှာတင်းရဲ့အိမ်ထောင်မိသားစုမှာဒီနေ့သားစဉ်မြေးဆက်ကောင်းခြင်းမင်္ဂလာခံစားခြင်းနဲ့ဆိုရင်ယေရှုခရစ်တော်ဘုရားကိုဒီနေ့တင်းရဲ့ဘဝအတ္တထဲမှာအရှင်သခင်နဲ့ကယ်တင်ရှင်အဖြစ်နေရာပေးပါရှင်ခရစ်ဝင်ကျမ်းခန်းကြီးတဲ့အငယ်၁၉မှာမောရှေလက်ထက်နဲ့ကတော့ပညတ်တရားပေးရဲ့ယေရှုခရစ်တော်ရဲ့လက်ထက်မှာဂျေဇုတရားနဲ့တစ္ဆာတရားတည်ရဲ့ဂျေဇုတရားနဲ့တစ္ဆာတရားယေရှုခရစ်တော်ဘုရားလက်ထက်မှာဖြစ်ပါတယ်အဲ့တော့တင်းရဲ့ဘောအတ္တထဲမှာယေရှုခရစ်တော်ကကျွန်တော်ရဲ့အရှင်သခင်ဖြစ်တယ်ကယ်တင်ရှင်လောက်ပဲမဟုတ်တော့ဘူးကယ်တင်ပေးတယ်ငရဲကနေကယ်တင်ပေးတယ်လောက်ပဲမဟုတ်ဘဝရဲ့နေ့ရက်တိုင်းမှာကျွန်တော်တို့ကိုလမ်းပြပို့ဆောင်ပြီးပဲ့ပင်ပေးနေတဲ့အရှင်ဖြစ်တယ်ဆိုတာကိုတင်းရဲ့ဘဝအတ္တထဲမှာတည်လာတဲ့အခါမှာတင်းရဲ့သားစဉ်မြေးဆက်ကောင်းကြီးမင်္ဂလာကအံ့ဩစရာဖြစ်ပါတယ်အံ့ဩစရာဖြစ်ပါတယ်သားမြေးအထောင်အတောင်းကိုကောင်းကြီးပေးမယ်ဆိုတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုအားပေးခြင်းနဲ့ဒီနေ့ယေရှုခရစ်တော်ဖခင်ကတင်းနဲ့ကျွန်တော်အတွက်ကားတိုင်းမှာရက်ဆက်ဆက်အသွေးသွန်းအသက်ဆွပါတယ်တင်းကြိုခြင်းခံတဲ့3ရက်မြောက်နေ့မှာရှင်ပြန်ထမြောက်တယ်ဒီနေ့အသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတော့ကိုတည်င်းကောင်းပေးခြင်းနဲ့တင်းရဲ့အိမ်ထောင်မိသားစုရဲ့တက်တာထဲမှာလဲတင်းရဲ့အထောင်အတောင်းကောင်းခြင်းမင်္ဂလာခံစားခြင်းနဲ့ဆိုရင်ထိုယေရှုခရစ်တော်ဘုရားကတင်းအတွက်လှုပ်ပေးခဲ့တဲ့အရာကိုတင်းလက်ခံလိုက်ရင်ကယ်တင်ရှင်မဟုတ်တော့ဘူးအရှင်သခင်လည်းဖြစ်တယ်ဆိုတော့ကိုတင်းသိလာတဲ့အခါမှာသားစဉ်မြေးဆက်ကောင်းခြင်းမင်္ဂလာရှိတယ်ဆိုတာကိုအားပေးချင်ပါတယ်။ဒါကြောင့်မို့လို့အိမ်တော်မိသားစုရဲ့အသီးသီးထဲမှာကယ်တင်ရှင်လောက်ပဲသခင်ကိုတင်နေရာပေးနေသလား။ဒါမှမဟုတ်အရှင်သခင်အဖြစ်ကိုတင်နေရာပေးပြီလားဆိုတဲ့အရာကိုဆင်ခြင်ရင်းနဲ့သားစဉ်မြေးဆက်ကောင်းခြင်းမင်္ဂလာကိုအတ္တတာထဲမှာတိမ့်ပိုက်ပြီးတော့မှသူတို့ဘာကြည့်ရဲ့အခါမှာကိုးကွယ်တဲ့ဘုရားသခင်ဒီအသက်ရှင်တော်ဘုရားကြောက်မက်ဖွယ်တော်ဘုရားဂယုဏကိုအထောင်အတောင်းထိကျေးဇူးပြုတဲ့ဘုရားဖြစ်တယ်ဆိုတာကိုတိမတ်ပါမိအကြောင်းဒီနေ့ဒီနှုတ်ကပတ်တော်လေးနဲ့အားပေးချင်ပါတယ်ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့ကယ်တင်ရှင်ပဲမကအရှင်သခင်အဖြစ်နေရာပေးလိုက်ပါသားစဉ်မြေးဆက်ကောင်းခြင်းမင်္ဂလာအိမ်တော်မိသားစုအတီးတီးပေါ်မှာတက်ရောက်ပါစေလို့ဒီနေရာနေနှုတ်ကပတ်တော်လေးနဲ့အားပေးပါတယ်နှုတ်ကပတ်တော်တဲ့ခဏလောက်ကျေးဇူးတော်ချီးမွမ်းကြရအောင်အသက်ရှင်ကောင်းမြတ်တော်မူသောဘုရားနာမတော်ချီးမွမ်းတယ်နှုတ်ကပတ်တော်တဲ့ကျေးဇူးတင်တယ်ဒီနေ့မောရှေလက်ထက်မှာတော့ကိုရောဒီနေ့ပညတ်တရားကိုတော့ပြီးခဲ့ပါတယ်ဒါပေမဲ့ယေရှုခရစ်တော်ဘုရားရဲ့လက်ထက်မှာတော့ကျေးဇူးတရားနဲ့တစ္ဆာတရားထာဝရပဋိညာဉ်ဒီနေ့ပြုတော်မူတော်ကျေးဇူးတင်တယ်ကိုရောကိုယုံကြည်လက်ခံပြီးအရှင်သခင်အဖြစ်နေရာပေးတော့သူရဲ့သားသမီးအထောင်အတောင်းကိုကောင်းကြီးပေးကျေးဇူးပြုတဲ့ဘုရားနာမတော်ချီးမွမ်းပါတယ်နှုတ်ကပတ်တော်ကျေးဇူးတင်တဲ့အိမ်တော်မိသားစုအသီးသီးအပေါ်မှာကိုရောကကယ်တင်ရှင်မဟုတ်ဘူးကိုရောကအရှင်သခင်ဖြစ်တယ်ဒီနေ့သားတို့ရဲ့တားစဉ်မြေးဆက်ကိုအထောင်အတောင်းကိုကျေးဇူးပြုတဲ့ဘုရားကိုရောဖြစ်တယ်ဆိုတော့ကိုဝန်ခံလဲနှုတ်ကပတ်တော်ကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာကောင်းမြတ်တန်ရှင်တော်အရှင်သခင်ယေရှုခရစ်တော်ဘုရားလက်တော်တော်အနံလက်ဆုတောင်းစက္ကပ်အနံပါတယ်အဖမြတ်စွာတော်ဘုရားသခင်အာမင်